လီအရေးမပါတာရင်မလုပ်နဲ့မေကိုမေဘာလို့လုပ်ဖို့လိုအပ်တာလဲဆိုရင်မေကိုမေးကြည့်လို့မဟုတ်ရင်မလုပ်နဲ့မင်းတို့အမမေးမယ်မင်းတို့ Facebook သုံးဖို့ဘာလို့လိုအပ်တာလဲအဖြေရှိလားတိတိကျကျဟုတ်တိပတ်တိအဖြေရှိလားအလုပ်လုပ်ဖို့ဆိုရင်တစ်မျိုးနော် new feed Facebook သုံးဖို့လို့မမေးဘူး new feed ပို့ဖို့ဘာလို့လိုအပ်တာလဲအဲ့မေးကိုမေးမယ်ဖြေမယ်အားလုံးပဲ new feed ပို့ဖို့ဘာဖြစ်လို့လိုအပ်တာလဲပြောကြည့်စမ်းပါဦးဟုတ်လားကို့အတွက်ခိုင်မာတဲ့အကြောင်းရင်းလေးတွေနော်အသေးပေးဖို့လို့ဘာလို့လာမပြောနဲ့နော်ဘာလုပ်လို့ရလဲပြန်မေးမှာနော်အဲ့တော့မေတချို့မေကုန်တွေကဖြေရှိလားမရှိဘူးလေဒါဘာလို့ new feed ဘာလို့ပို့လားမပို့နဲ့ပို့လို့တော့ရတယ်ဦးစားပေးပြီးမပို့နဲ့အချိန်များများမပို့မိစေနဲ့အမ new feed ကို share ပို့တဲ့တစ်ချိန် share ပို့တာတစ်ချိန်ပဲရှိတယ် YC တန်းဖွင့်လာတဲ့ချိန်ပဲမင်းတို့ဘာကြီး share ပြီးဘလို့တွေရေးကြလဲအသေးတွေလာပေး like ဖတ်အဲ့ချိန်အမအဲ့ချိန်ပဲအမပို့တာအတန်း form registration form ပိတ်လိုက်ပြီဆိုအမဝေါ်ပဲအမပို့တာအမဝေါ်ထဲမှာပဲအမနေတယ်ဘဲမှမသွားအောင်ကိုလုံနေတဲ့အလုပ်တွေမှာမိကွန်းရှိရအရေးမပါတာတွေမလုပ်နဲ့ဒီနေ့ကစပြီဒီနေ့မှမစရင်ဘယ်တော့မှစဖြစ်တော့မှာမဟုတ် YC လည်းပြီးပြီဒီတစ်ပတ်ပြီးနော်အဲ့တော့တစ်ခါလေးဆုံးဖြတ်ပါကိုယ့်အတွက်တိတ် reason မရှိတဲ့ဟာတွေ reasonable မဖြစ်တာတွေဘွားထဲမှာမထည့်ပါနဲ့နော်တချို့လူတွေနဲ့လည်းအဲ့တိုင်းပဲဘာမှ social ကြတာကောင်းတယ် social အရင်ကြလို့မိကိုယ့်အချိန်ကိုလူတွေကစားသုံးနေပြီဆိုတိတ်မကောင်းတော့သူတို့နဲ့ဘာလို့ပေါင်းဖို့လိုအပ်တာလဲမေကွန်းမေးတင်ပေးရဟုတ်လားအဲ့တော့ကိုယ့်အကိုဆုံးဖြတ်ပါ